အတိတ်ကကိုနိုဟာရွာရဲ့နေဂျာကျောင်းတော်ဟာစစ်ပွဲကာလဖြစ်တာမို့တိုက်ခိုက်ရေးပညာတွေကိုသင်ကြားပေမဲ့အခုချိန်မှာတော့နေဂျေဆုလို့ခေါ်တဲ့နေဂျာပညာတွေအပြင်တခြားအခြေခံသင်ရိုးတွေကိုပါလိုအပ်ချက်အလိုက်သင်ကြားပေးနေပြီးတော့ဒါဟာလည်းတစ်ချိန်ကမျိုးဆက်တွေရဲ့ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းပေးခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒီနေ့တော့အပိုင်းတက်မှာအဖေမျက်နှာအိုးမဲတုတ်ခဲ့တဲ့ဘိုရိုတိုတယောက်ကျောင်းကိုစတင်ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။သူနဲ့အတူဒန်ကီလဲပါလာပြီးသူတို့နှစ်ယောက်လုံးကကြိုးစိုးဝဲနေ့ကကိစ္စကြောင့်ကျောင်းနှစ်ပတ်ဆိုင်းငံ့ခံရတာဖြစ်ပါတယ်။ဒါပေမဲ့အဖေအာရုံစိုက်မှုကိုလိုချင်နေတဲ့ဘိုရိုတိုတယောက်ကတော့သူ့အစွမ်းတွေထုတ်ပြရမယ့်နေရာလို့ကြွေးကြော်ရင်းကျောင်းတက်ဖို့ ready ဖြစ်နေပါပြီ။ကျောင်းထဲကိုဝင်လာတဲ့ဘိုရိုတိုတို့ကိုပုံဆွဲရင်းမလိုသလိုလှမ်းကြည့်နေတဲ့ကောင်လေးကတော့ယာမာနာကာအင်နိုနဲ့ဆိုင်နိုရဲ့သားဖြစ်သူယာမာနာကာအင်နိုချင်းပဲဖြစ်ပါတယ်။အတန်းထဲဝင်လာတဲ့တကြီးသားနှစ်ယောက်ကတော့ခက်တီတီပဲတန်းလုံးကိုနှုတ်ဆက်နေပေမဲ့အားလုံးကတော့မလိုလားကြသလိုကြည့်နေကြပါတယ်။ရုပ်တီကြီးနဲ့စူးစမ်းမဲ့ဆရာသမားကတော့ဘယ်နားမှထိုင်ရလဲအောင်တေချာမသိသလိုဖတ်စာကိုလည်းကြမ်းခဲ့ပါတယ်။ဒါနဲ့ပဲရှီကာတိုင်းနဲ့ပဲအရှိဆုံးမှထိုင်လိုက်ပြီးဖတ်စာကိုပြဖို့အပူကတ်နေပါတယ်။ကျောင်းသားတအုပ်ကတော့မနေ့ကလိုအပြစ်လုပ်ခဲ့တာတော့အရေးယူမခံရလို့အတင်းပြောနေပြီးတော့သပင်ခရင်အောင်ကျစ်ဆန်မီလေးနဲ့ကောင်မလေးကတော့စံထားလောက်ကြောင်တီးတိုးရေရွနေပါတယ်။သူမနာမည်ကတော့ဆုမီရဲဖြစ်ပါတယ်။ဒီမြင်ကွင်းလေးကတော့တစ်ချိန်ကကျွန်တော်တို့ရဲ့နိုင်ရထိုတယောက်ကိုအားလုံးမုန်းတီးနေချိန်ဒီလိုပဲအတန်းထဲမှာပဲတိတ်တိတ်လေးခိုးကြည့်ပြီးသဘောကျနေခဲ့တဲ့ဟီနာတာလေးကိုပြန်မြင်အောင်စေပါတယ်။နောက်တစ်ယောက်ကတော့သပင်အနက်မျက်မှန်အနေလေးနဲ့ဆာရာတာဖြစ်ပြီးသူမကတော့ဘိုရိုတိုနဲ့သူဟာလူကြီးချင်းတီးယုံလောက်တာဖြစ်ပြီးငယ်ချမ်းဆွေတွေမဟုတ်ကြောင်းချိုချိုကိုရှင်းပြနေပါတယ်။သူတို့၃ယောက်ကဘိုရိုတိုတို့လေးစားစရာတထမမြောက်ဟိုကာကဲနိုင်ရထိုရဲ့သားဖြစ်ကြောင်းပြောနေကြခြင်းခုနကပုံဆွဲရင်းကြည့်နေခဲ့တဲ့အင်နိုချင်းကတော့ဟိုကာခဲရဲ့အချိန်နဲ့ဆရာကြီးလုံနေရပေါ်လို့ပြောလိုက်ပါတယ်။ဒီလောက်နဲ့မရက်သေးပဲအင်နိုချင်းဟာအားလုံးကလည်းသူ့လိုသဘောထားမှဖြစ်ကြောင်းယထာတစင်းလုံးကိုပျက်စီးစေတာတောင်ဘာမှမဖြစ်တာဟာဟိုကာခဲသားမို့လို့ဖြစ်ကြောင်းနေပြောပြီးရန်စနေပါတယ်။အဖေတူသားအင်နိုချင်းပါပဲ။ဒါပေမဲ့ဘိုရိုတိုကတော့မိဘတွေဘာပဲဖြစ်ဖြစ်ဆိုပြီးလက်ဆွဲနှုတ်ဆက်လိုက်ပေမဲ့အင်နိုချင်းဟာရိုက်ထုတ်လိုက်ပါတယ်။သူတို့အခြေတင်ဖြစ်နေတာကိုအတန်းကောင်းဆောင်ဆမ်မရဲတယောက်ဝင်တားနေအောင်မှာပဲဆရာဝင်လာတာကြောင့်ရန်ပွဲကပြန်လည်ငြိမ်သက်သွားပါတယ်။ခဏကြာမှာတော့ဘိုရိုတိုတယောက်လေးကျင်ရင်မှအစွမ်းပြနေပြီးတော့ဒန်ကီရဲ့စင်ရင်အရာသူဟာအတန်းထဲမှာဒုတိယအတော်ဆုံးဖြစ်ကြောင်းသိရပါတယ်။ဘိုရိုတိုကတော့ပထမနေရာကဘသူယူထားလို့လဲမေးလိုက်တဲ့အခါမှာတော့အီဝါဘီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အီဝါဘီတယောက်ကတော့စစ်စေးရေးကိုမလာခဲ့ပါဘူး။ဘာလို့ဆိုသူကဘိုရိုတိုတို့လိုကလေးတတိုင်းနဲ့အတူလာရမှရှက်လို့ဖြစ်ပါတယ်။ဒီလိုနဲ့အတန်းထဲကိုပြန်လာကြတဲ့ဘိုရိုတိုတို့ကိုအတန်းသားတွေကထမင်းတောင်အတူမစားကြပဲရှောင်နေကြပါပြီ။အခုတော့အခန်းထဲမှာဘိုရိုတိုဒန်ကီနဲ့ရှီကာတိုင်းတို့ပဲကြံပါတော့တယ်။ဒါပေမဲ့ဘိုရိုတိုတယောက်ကတော့ဂယုမဆိုင်ပဲစားစရာရှိရာမြန်မြန်စားဖို့ပဲလောနေပါတယ်။စူညံနေတဲ့သူတို့ကိုတခြားနေရာသွားစားဖို့ပြောလိုက်တဲ့သူကတော့ခုနကအဆင့်တက်ရတယ်ဆိုတဲ့အီဝါဘီပဲဖြစ်ပါတယ်။ရှီကာတိုင်းကအတန်းနဲ့စာမွေးဝဲ2ကြိမ်ကြာထားတဲ့သူဖြစ်ကြောင်းသတိပေးနေပေမဲ့တကြီးသားကတော့ခက်တီတီပဲစံပိုင်းပဲဆိုကလှမ်းနှုတ်ဆက်လိုက်ပါတယ်။အီဝါဘီကလည်းဘိုရိုတိုတို့ကိုဟိုကာခဲသားဖြစ်လို့အမြင်မကြည်ရတဲ့ပါတာကြောင့်စကနာထိုးတဲ့အခါမှာတော့နှစ်ယောက်သားချင်းတွေကတင်းမာလာပါတယ်။ဒီလိုနဲ့အီဝါဘီကဘိုရိုတိုတို့ကိုတွန်းထုတ်လိုက်ပြီးစတင်တိုက်ခိုက်ကြပါတယ်။လဲကျနေတဲ့ဘိုရိုတိုကိုအီဝါဘီကနင်ဂျာဆိုတာစွမ်းအားရှိဖို့အဓိကဖြစ်ပြီးမင်းတို့လိုအားနေတဲ့ကောင်တွေကဘောင်ဝင်ကြောင်းနဲ့ဘိုရိုတိုနဲ့ဒန်ကီကိုအဖေနောက်ဆွဲရလို့ပြောလိုက်ပါတယ်။ဒေါသထွက်သွားတဲ့ဒန်ကီကပြေးထိုးပေမဲ့အင်အားကြီးမမျှတာကြောင့်သူ့ပဲခံလိုက်ရပါတယ်။တငယ်ချင်းုံထင်ရင်မခံတတ်တဲ့ဗီဇာနဲ့တကြီးသားကတော့အီဝါဘီကိုတိုက်ခိုက်ဖို့စိန်ခေါ်လိုက်ပါတယ်။အားလုံးကစိတ်ဝင်စားနေပြီးဆူမီရဲကတော့အရန်ထိတ်လန့်နေပါပြီ။ခက်လန်းလန်းကအင်နိုချင်းကတော့ဘိုရိုတိုတို့ရဲ့စိတ်ဓာတ်ကိုစိတ်ဝင်စားသွားပါပြီ။တစ်ဖက်မှာတော့အတန်းမိုင်ရှင်တို့ကတော့အတန်းစားတတ်တဲ့နေ့မှာပဲဆိုင်းငံ့ခံထားလိုက်ရတဲ့ဘိုရိုတိုရဲ့အတန်းမိုင်ဖြစ်ရလို့မျက်ခုံးလှုပ်နေပါပြီ။အခုလဲစာသင်ခန်းတကားကိုဖွင့်လိုက်ချိန်မှာတော့သူ့တရန်းလုံးအလွတ်ကြီးဖြစ်နေပြန်ပါပြီ။တစ်ဖက်မှာတော့ဆရာသမားနှစ်ယောက်ဟာတစ်ချိန်ကနာရတိုတို့ကိုလေ့ကျင့်နေကြတိုက်ခိုက်ရေးကွင်းကြီးထဲမှာနေရာယူပြီးနေကြပါပြီ။ဆူမီရဲကတော့အတန်းပြတ်နေပြီဖြစ်တာကြောင့်တိတ်ကိုစိုးရိမ်နေပါပြီ။လွန်တဲ့အစားတိုက်ကြတဲ့အချိန်မှာတော့အဖေလိုမဟုတ်ပဲပါရမီပါတဲ့ဘိုရိုတိုဟာအသက်ပိုကြီးရဲ့အီဝါဘီကိုဦးခံပညာချင်းတော့မရှင်နိုင်ပါဘူး။ဒီလိုနဲ့အဖေတူသားဟာဘက်တယ်အိုင်ဂျူတွေစတင်ပြရွယ်ဖြစ်ပါတယ်။ဒါတွေကိုအစကဘိုရိုတိုတို့ကိုစိတ်ဝင်စားတဲ့ဆာရာဒါတောင်စတင်စိတ်ဝင်စားနေပါပြီ။ဘိုရိုတိုကအရေးကိုပါတိုင်းနဲ့တကွက်ပြဖို့လုပ်ပေမဲ့အီဝါဘီကတော့နေရာပြောင်းတိုင်းရောကိုရောင်ဖြောက်တိုင်းကောနဲ့နှစ်ကွက်ပြန်ပြလိုက်ပါတယ်။ဒီလိုနဲ့တယောက်တစ်ခွက်ပြနေကြတဲ့ဘိုရိုတိုတို့ကိုကြည့်ရင်အင်နိုဂျင်အပါဝင်ចောင်းသားချိုးကဘိုရိုတိုဟာအဖေအချိန်နဲ့ဆရာကြီးလုံနေရမဟုတ်တော့ဘူးလို့ထင်စားပြုနေပါပြီ။ဒီလိုနဲ့တိုက်ပွဲနားကျအီဝါဘီကသူကဆာမွဲကြားနေတာဟာနင်ဂျာတင်ယောကလွဲပြီးရှောက်တင်နေလို့ပြောနေပါတယ်။တကြီးသားကလည်းအဖေအမွေစကားပြောတိုင်းနဲ့တရားဟောပါတော့တယ်။တရားနဲ့မရတော့အားနဲ့ဖြည့်ရှင်းမယ်ဆိုပြီးပြီးထိုးတဲ့ဘိုရိုတိုတယောက်အီဝါဘီရဲ့တိုင်းကြောက်ပဲဓာတ်တစ်ချက်ထိသွားပါတယ်။အီဝါဘီတယောက်ဘိုရိုတိုကိုအဆုံးသတ်ဖို့ပြေးကန်လိုက်ပေမဲ့တကြီးသားတယောက်ကဇက်လိုက်ဆိုတဲ့အတိုင်းကိုဘာတိုင်းသုံးထားတာဖြစ်လို့အီဝါဘီတယောက်လက်သီးသုံးလုံးစားလိုက်ရပါပြီ
စိတ်တို့သားတဲ့ AYB တယောက်အစကသူမသုံးပြောထားတဲ့လက်နက်ကိုယူပြီး S တိုင်တွေပါသုံးဖို့လုပ်ပါတော့တယ်ဒါပေမဲ့အင်နိုကျင်ကဝင်တားလိုက်ပြီး AYB ဟာသူပြောထားတဲ့စီကံရပဲလက်နက်သုံးလို့ရှုံးမိဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ဘိုရိုတိုတို့ကိုအမြင်မကြည့်တဲ့တန်းသားတွေကလည်းတခက်နဲ့အားပေးလိုက်ကြပါတော့တယ်ဒီလိုနဲ့နောက်နေ့မှာတော့ဘိုရိုတိုတို့ကိုတဒန်းလုံးကအမြင်ပြန်ကြည့်လာကြပြီးထမင်းတူစားခြင်းတဲ့သူတွေပါများလာပါပြီကြည့်မရတဲ့အင်နိုကျင်ကိုယ်တိုင်တော့ဘိုရိုတိုအတင်းပြောတဲ့ကောင်တွေကိုလိုက်လံနှိမ်နှင်းပေးနေပါပြီဒီလိုနဲ့မနေ့ကရှုံးသွားတဲ့ AYB တယောက်ကလည်းအတန်းထဲဝင်လာပါပြီအားလုံးကိုဘိုရိုတိုနဲ့ရန်ဖြစ်မယ်ထင်ပေမဲ့အဲ့လိုမဟုတ်ပဲဘိုရိုတိုတို့ခုံနောက်မှာဝင်ထိုင်လိုက်ပြီးဘိုရိုတိုနဲ့တော့နှုတ်ဆက်လိုက်ပါသေးတယ်ကြည့်ရတာတကြီးသားရဲ့စကားပြောတိုင်းကအလုပ်ဖြစ်သွားတဲ့ပုံပါပဲဒီလိုနဲ့အတန်းပိုင်ဆရာမဝင်လာချိန်မှာတော့စူမီရဲရဲ့သတိပေးတံနဲ့အတူမတ်တက်ရက်လိုက်ကြပါတယ်နင်ဂျာလောကကြီးရဲ့အနာဂတ်ကိုရေးထိုးကြမယ်မျိုးဆက်သစ်တွေကတော့အစင်သစ်ဖြစ်နေကြပြီပဲဖြစ်ပါတယ်အပိုင်း3ရဲ့အစ